Attention please, attention please, attention please. 2 မိနစ်လောက်အချိန်ပေးပြီးနားထောင်ပါဦးကိုစိတ်ကြည်နှံမှုရှိနေတဲ့လူတွေအောင်ပါဘယ်သူနဲ့မှ live fight မနေပါဘူးကိုစိတ်ကြည်နှံမှုမရှိသေးလို့ဒါ live fight နေကြတာပါ Ferrari ပဲစီစီ BMW ပဲစီစီ Rolls Royce ပဲစီစီစိတ်ကြည်နှံမှုမရှိရင်ပက်ကလတ်ထိုင်ပေါ်ထိုင်နေရတာပါပဲအခြေခံကြစဉ်းစားလို့ရှိရင်ကားပဲစီစီ Jack လေရင်ပဲစီစီအကုန်လုံးကပလက်ကလတ်ထိုင်ပေါ်မှာထိုင်နေရတာပါပဲအကြီးကအကြဆုံးကတော့စိတ်ကြည်နှံမှုပဲဖြစ်ပါတယ်အခုတလော Ferrari စီးတဲ့လူတဲ့ရင်မွေးအကောင်းစားတွေရောင်းနေတဲ့သူရဲ့ကြရက်ကိုခင်ဗျားတို့ကြားမိကြရလားသူတို့နှစ်ယောက်အောင်မြင်ကြတဲ့လူတွေပဲပြီးတော့ fighter တွေလည်းဖြစ်တယ်ကျွန်တော်ကသူတို့နှစ်ယောက်လုံးရဲ့ fan ပါအောက်ကရဲ့တဘာဝက fight ရတဲ့သဘောရှိတယ်အောင်မြင်မှုစီကိုသွားတဲ့လမ်းကတော့ fight ရမှာပါပဲမာတဲ့သူကအောင်ပြီးတော့ပြောတဲ့သူကနေရာရွှေ့ပေးရမှာတဘာဝပါပဲအောင်မြင်မှုမှာအဆုံးသက်ဆိုတာမရှိပါဘူးအောင်မြင်မှုရဲ့သဘောတရားမှာလောဘရဲ့သဘောကပ်ပြီးတော့ပါနေပါတယ်စိတ်ကြည်နှံ့မှုကသာအဆုံးသက်ရှိတယ်ဒါကြောင့်ကိုစိတ်ကြည်နှံ့မှုရှိဖို့လိုပါတယ်